ပြီးခဲ့တဲ့ဘက်မှာတော့ညီမလေးနေစုကိုဝရောက်လာပြီးမိစ္ဆာတကောင်ကိုဝင်ရောက်တိုက်ခိုက်ပြီးခဲ့ပါတယ်တန်ဂျီရိုကမိန်းကလေးကိုကာကွယ်ဖို့အတွက်ကာဆူမီကိုအနိုင်ခဲ့ပြီးရေရောက်ထဲမှာရှိတဲ့ကျန်တဲ့မိစ္ဆာနှစ်ကောင်ကိုရှင်းထုတ်ဖို့အတွက်ရဲရဲဝံ့ဝံ့ဝင်ရောက်တော့ခဲ့ပါတယ်အောက်ဆီဂျင်မရှိတဲ့ရေရောက်ထဲမှာမိစ္ဆာတွေကအသာစီးကြပြီလို့ထင်ခဲ့ကြပေမဲ့တန်ဂျီရိုဟာရေထဲမှာပို့ပြီးအဆွမ်းထက်တဲ့ရေလိုင်းတက်ရှိရှိနီးစနစ်6ခုမြောက်ပုံစံစုစည်းရေးဝဲနဲ့မိစ္ဆာနှစ်ကောင်လုံးကိုအပြည့်ရှင်းပြလိုက်ပါတော့တယ်။ပြင်ကုန်ပြန်လာတဲ့အချိန်မှာတော့တန်ဂျီရိုကနောက်ဆုံးကျန်တဲ့မိစ္ဆာကိုဓာတ်နဲ့ထောက်ပြီးမိစ္ဆာရဲ့ခေါင်းဆောင်မူဇက်ဗမာလဲဆိုပြီးမိကွန်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမိစ္ဆာဟာမူဇက်ဆွဲတဲ့နာမည်ကိုကြားလိုက်ရရုံနဲ့ပါဇက်ကနေသူ့ရဲ့နာမည်ကိုတော့မဟာဝင်မဲ့ကြောက်လန့်တကြားနဲ့တေဝဲဝင်သွားခဲ့ရပါတယ်။ဒီတိုက်ပွဲပြီးမှာတော့တန်ဂျီရိုကချစ်သူပြောဆုံးသွားခဲ့ရတဲ့ဂါဇူမီကိုနှစ်သိမ့်ပေးခဲ့ပြီးသူရဲ့ဒုတိယမြောက်တောင်ဝင်ကြရာတိုကျိုအာဆာကူဆာမြို့စီကိုခီးဆက်တင်ခဲ့ရပါတယ်။စက်မှုထုံကားပြီးမိအောင်စုံနေတဲ့စီကာလာရဲ့မြို့ကြီးထဲကိုရောက်တဲ့အခါမှာတော့တန်ဂျီရိုလေးတယောက်ဟာဒေါသမျိုးရတယ်လို့ဖြစ်ပြီးမြင်သမျှကိုအံ့ဩတကြီးနေဖြစ်နေခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲတန်ဂျီရိုရဲ့ထမျက်လာရဲ့အနက်ခံအာယုံကနေမိသားစုတစုလုံးကိုတပ်ဖြတ်ခဲ့တဲ့အဓိကတရခံမူဇက်ရဲ့အနက်ကိုရုတ်တရက်ရလိုက်ပါတော့တယ်။တန်ဂျီရိုဟာလူအုပ်ကြီးကြားထဲကနေအနက်နောက်ကိုလိုက်သွားခဲ့ရမှာတော့လူပုံစံဖန်နေပြီးတာမန်မိသားစုတစ်ခုလုံးအေးအေးဆေးဆေးနေထိုင်နေတဲ့မိစ္ဆာရဲ့ခေါင်းဆောင်ကီပုစုကြည်မူဇက်နဲ့ပထမဆုံးကြိမ်ထိတက်ရင်ဆိုင်တွေ့ဆုံလိုက်ရပါတော့တယ်။こいつがお父さんどれအပိုင်း9လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပြီးအပိုင်း10လေးကိုလည်းဆက်လက်ဆက်မကြည့်ရှုပေးကြပါအောင်နော်။